စိန်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကုလသမဂ္ဂဟာမြန်မာနိုင်ငံအတွင်းကျင်းပပြုလုပ်ခဲ့သည့်ရခိုင်အာဏာသိမ်းစစ်အုပ်စုအဖွဲ့ကစီမံအုပ်ချုပ်ခဲ့သောရွေးကောက်ပွဲကိုတရားဝင်လက်မခံကြောင်းကြေညာခဲ့ပါတယ်။ထို့အကြောင်းအရာနဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်ကကုလသမဂ္ဂကဒီရွေးကောက်ပွဲကိုလက်မခံတာဟာမြန်မာနိုင်ငံအနာဂတ်အတွက်အလွန်စိုးရိမ်ဖွယ်ဖြစ်တယ်ဟုပြောကြားခဲ့ပါတယ်။ဦးသိန်းစိန်ကပြောကြားသည့်အချိန်မှာနိုင်ငံရေးအခြေအနေအတော်လေးပြင်းထန်နေခဲ့ပြီးစစ်အုပ်စုကမတရားအာဏာသိမ်းထားပြီးနောက်3နှစ်ကျော်အကြာတွင်ပြုလုပ်သည့်ရွေးကောက်ပွဲဟုသိရပါတယ်။ကုလသမဂ္ဂနှင့်အနောက်နိုင်ငံအချို့ကရွေးကောက်ပွဲအဖြစ်ပြများသည့်တရားမဝင်ပြည်သူအမြင်ကိုမကောင်းမွန်သည့်ပုံစံဖြစ်နေသည်ဟုဆိုကာစစ်အုပ်စုထိန်းချုပ်သည့်အာဏာကိုလက်မခံကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဦးသိန်းစိန်ကထိုအကြောင်းနဲ့ပတ်သက်ပြီးပြောကြားရမှာအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ကုလသမဂ္ဂကမြန်မာနိုင်ငံအတွက်မျှော်လင့်ချက်တစ်စင်ဖြစ်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့ဒီလိုနီလန်းနဲ့တိုက်ရိုက်ဆွဆွဲပြီးလက်မခံကြတာဟာနိုင်ငံရေးအပူအေးကိုပုံမဖြစ်ပေါ်စေမယ်။ပြည်သူတွေအနာဂတ်အပေါ်စိုးရိမ်လာမယ်ဟုထပ်ဆင့်ပြောကြားခဲ့ပါတယ်။အကြောင်းရင်းတစ်ခုအနေနဲ့လည်းစစ်အုပ်စုကလက်ရှိပြုလုပ်တဲ့ရွေးကောက်ပွဲတွင်တချို့ပါတီများအားတက်ရောက်ခွင့်မပြုခြင်းသတင်းထုတ်လွှင့်မှုများကိုထိန်းချုပ်ခြင်းနေမြေတချို့တွင်စစ်ပွဲဖြစ်နေမှုကြောင့်မဲမပေးနိုင်ခြင်းစတဲ့ပြဿနာများရှိနေကြောင်းလည်းသိရပါတယ်။ထိုရာများကြောင့်ကုလသမဂ္ဂအနေနဲ့ဒီရွေးကောက်ပွဲဟာပြည်သူ့ဆန္ဒတစုံတရာကိုမဖော်ပြနိုင်ဘူးဟုဆိုခဲ့ခြင်းဖြစ်ပါတယ်။ဦးသိန်းစိန်ကဒီလိုအခြေအနေတွေမှာနိုင်ငံရေးဆွေးနွေးဖို့အချိန်ပေးဖို့လိုအပ်တယ်။စစ်အုပ်စုနိုင်ငံရေးပါတီတွေတပ်မတော်ပြင်ပအဖွဲ့အစည်းတွေအားလုံးပူးပေါင်းပြီးတက်တန်းရှိရှိဖြစ်ရှင်းဖို့လှုံ့ဆော်နေ။မဟုတ်ရင်အပြည်ပြည်ဆိုင်ရာသဘောတူညီမှုတွေထပ်ခါပြတ်သွားမှာဖြစ်တယ်လို့သတင်းတို့ဖြည့်ဆွတ်ခဲ့ပါတယ်။အဆိုပါအကြောင်းအရာကမြန်မာနိုင်ငံအတွက်နိုင်ငံရေးအနာဂတ်အပေါ်အကျိုးသက်ရောက်မှုကြီးမားပြီးကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏လက်မခံမှုသည်စစ်အုပ်စုအပေါ်ဖိအားတစ်ခုအဖြစ်သတ်မှတ်နိုင်ကြောင်းစစ်ရေးနိုင်ငံရေးသုံးသပ်သူများကလည်းပြောကြားခဲ့ပါတယ်။ဦးသိန်းစိန်၏စကားအတိုင်းပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကညှိနှိုင်းဆွေးနွေးဖို့အခွင့်အလမ်းပေးဖို့လိုတယ်။မဟုတ်ရင်မြန်မာနိုင်ငံဟာနောက်ထပ်အနှောက်အယှက်များနဲ့ရင်ဆိုင်လာမယ်ဟုသတိပေးခဲ့ပြီးနိုင်ငံတကာအဖွဲ့အစည်းများကိုလည်းအပြစ်မတင်ဘဲဖြေရှင်းဖို့နည်းလမ်းရှာဖို့တောင်းဆိုခဲ့ပါတယ်။သတင်းအပေါ်စစ်အုပ်စုဘက်မှတုံ့ပြန်ချက်မရှိသေးတော့လေနိုင်ငံရေးသုံးသပ်သူများကဦးသိန်းစိန်၏မူဝါဒဟောင်းနဲ့ပြန်ချိတ်ဆက်တယ်လို့ဖြစ်လာပြီးနိုင်ငံရေးတည်ငြိမ်မှုအတွက်သတိပေးအနေဖြစ်လာမယ်ဟုဆိုကြပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းမှာကြံ့ခိုင်ရေးပါတီမဲဆွယ်ဆိုင်ပုံများဖျက်ဆီးခံရသဖြင့်လုံခြုံရေးယူပေးရန်အမိန့်ထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရန်ကုန်တိုင်းမှာကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်ဆိုင်ပုတ်တွေဖျက်ဆီးခံရပြီးနောက်ကြံ့ခိုင်ရေးပါတီမဲဆွယ်ဆိုင်ပုတ်ရှိရာနေရာတွေမှာရဲတွေကိုအရက်ဝတ်နဲ့လုံခြုံရေးချထားဖို့နေပြည်တော်ကနိုဝင်ဘာ12ရက်ဒီကနေ့ညမှာအမိန့်ထုတ်လိုက်တယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်သူတွေကပြောပါတယ်။မနေ့ကကြောက်တန်းမြို့နယ်1ရက်ကွက်2ရက်ကွက်3ရက်ကွက်နဲ့4ရက်ကွက်မှာစိုက်ထူထားတဲ့ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းရဲ့ဆိုင်ပုတ်တွေဖျက်ဆီးခံရပြီးနောက်အငိမ့်စားဖို့ချုပ်ကြီးအောင်လင်းထွေးစီစာရေးအကြောင်းကြားခဲ့တာကြောင့်နေပြည်တော်ကောင်စီကနေအမိန့်ထုတ်ခဲ့တာလို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။မနေ့ကကြက်ခိုင်ရေးကိုယ်စားလှယ်လောင်း၄ယောက်ရဲ့ဘီနိုင်ဆိုင်ပုတ်တွေကတ်တယ်။ဒီနေ့မနက်ကျတော့တခုမှမရှိတော့ဘူး။အကုန်စုပ်ဖြဲသွားတယ်။ဆိုင်ပုတ်တင်တော့ကရဲကလုံခြုံရေးယူပေးပေမဲ့အချိန်ပြေးစောင့်မကြည့်နိုင်ဘူးလေ။ပါတီဝင်တွေကစောင့်ကြည့်ရမှာ။ဆိုင်ပုတ်တွေဖျက်ဆီးခံခဲ့ရတဲ့ကိစ္စနဲ့တိုင်းရဲတပ်ဖွဲ့ကဒီညနေပဲစာပို့တယ်။အရက်ဝတ်နဲ့ကြက်ခိုင်ရေးဆိုင်ပုတ်တွေနာမှာလုံခြုံရေးယူပေးပါတယ်။သတင်းကြားတာတော့ကိုယ်စားလှယ်တဲ့တယောက်ကဗိုလ်ချုပ်ကြီးအောင်လင်းထွေးကိုလှမ်းတိုင်တာလို့ပြောနေကြတယ်။ကြောက်တန်းမြို့နယ်မှာဝင်ပြိုင်မဲ့ကြံ့ခိုင်ရေးပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်တီဟာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးနိုင်ဝင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ဒေါ်အေးမင်းမိုး FPTP စနစ်နဲ့ဦးမျိုးမြင့် PR စနစ်တို့ရဲ့စိုင်းဖုတ်တွေဖျက်ဆီးခံရတာလို့မြို့ကန်စီကသိရပါတယ်။လက်တလုံးမှာစိုင်းဖုတ်ဖျက်ဆီးသူတွေကိုမမိပေမဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတန်လီမျိုးမှာရဲစခန်းမှာပ9/2025ရွေးကောက်ဥပဒေပုံမှန်24ကကြီးအမှုဖွင့်ထားတယ်လို့နန်းစီရီယန်တယောက်ကပြောပါတယ်။နိုဝင်ဘာ9ရက်ကလည်းမွန်ပြည်နယ်ချောင်းစုံမြို့နယ်ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိမှကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းဝင်ကြီးချုပ်ဦးအောင်ကြည်သိန်းရဲ့စိုင်းပုတ်ကိုဖျက်ဆီးခဲ့တယ်လို့အမျိုးသားတယောက်ကိုရွေးကောက်ဥပဒေပုံမှန်26ကကြီး24ကကြီးနဲ့အမှုဖွင့်ခဲ့ပါတယ်။အလားတူပင်နိုဝင်ဘာ2ရက်ကလည်းကရင်ပြည်နယ်ဖအံမြို့အမှတ်2ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိစိုက်ထူထားတဲ့ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်လောင်းဝင်ကြီးချုပ်ဦးစောမြင့်ဦးရဲ့မဲဆွယ်ပြီးနိုင်ဖျက်ဆီးခံရပြီးလူငယ်2ယောက်ကိုစစ်ကောင်စီကဖမ်းဆီးပြီးပုံမှန်24ကကြီးနဲ့အမှုဖွင့်ခဲ့ပါတယ်။အာဏာသိမ်းစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အထူးအရာရွေးကောက်ပွဲဖြစ်လို့ပြည်သူတွေဝိုင်းဝန်းကန့်ကွက်ရှုံချကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမြန်မာရွေးကောက်ပွဲမြန်မာနိုင်ငံသားများကသာအတိအမှတ်ပြုရမယ်လို့စစ်ကောင်စီပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကသာဖန်တီးပိုင်ခွင့်ရှိပြီးမြန်မာအရေးကိုရွေးကောက်ပွဲမဲပေးတဲ့နိုင်ငံသားတွေကပဲအတိအမှတ်ပြုဆုံးဖြတ်ရမယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။နိုဝင်ဘာ10ရက်ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောကြားရမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲဟာမြန်မာနိုင်ငံပြည်တွင်းရေးသက်သက်မြန်မာနိုင်ငံသားများအရေးသက်သက်တာဖြစ်တာကြောင့်တိုင်းတစ်ပါးနိုင်ငံတွေရဲ့ဩဇာအာဏာနဲ့
ဤသည့်ဝင်ရောက်ဆွတ်ဖက်မှုမှရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးကိုပြတ်ပြားအောင်ပြုလုပ်လို့မရဘူးလို့သူကဆိုပါတယ်။ဒါအပြင်မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ်ခွဲခြားခြားနာတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိပေမဲ့မိဖက်နိုင်ငံတွေကထောက်ခံမှုများကိုအခိုင်အမာရရှိထားပြီးဖြစ်ကနိုင်ငံတကာအဖွဲ့အစည်းများအခြားနိုင်ငံများပြည်တွင်းပြည်ပနိုင်ငံတကာမီဒီယာတွေအနေနဲ့လည်းပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ထားပြီးဖြစ်တယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။မဲမတမာမှုတွေမရှိစေဖို့ခင်မီနည်းပညာသုံး MEVM စက်တွေကိုအသုံးပြုထားတာကြောင့်ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့လွှတ်တော်ဟာဂုဏ်သိက္ခာရှိတဲ့လွှတ်တော်တရက်ဖြစ်ကြောင်းကမ္ဘာကိုချပြနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲကကျင်းပသွားမှာဖြစ်ပြီးရွေးကောက်ပွဲအပိုင်း၁ကိုအခုလာမယ့်ဒီဇင်ဘာ28ရက်မှာမြို့နယ်102မြို့နယ်မှာစတင်ကျင်းပမှာဖြစ်ပါတယ်။အပိုင်း2ကို2026ခုနှစ်ဇန်နဝါရီလ17ရက်မှာမြို့နယ်100မြို့နယ်မှာပြုလုပ်မှာဖြစ်ပြီးအပိုင်း3ကိုရွေးကောက်ပွဲအပိုင်း2ကျင်းပပြီး2ပတ်ကြာမှာကျင်းပသွားမယ်လို့လည်းဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း65ဦးစုစုပေါင်းကိုယ်စားလှယ်လောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်ကတပိတ်ချင်းကိုတင်ကားနှင့်တန်ချက်ကရင်များသုံး၍စစ်ရေးပြင်ဆင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းမရယာမြို့နယ်အင်ဂျင်မြိုင်စေတော်ကြီးနှင့်စက်ကျင်တောင်ပတ်ဝန်းကျင်ကိုစစ်ကော်မရှင်ကထိန်းချုပ်ပြီးနောက်တပိတ်ချင်းမြို့နယ်အတွင်းကိုဝင်ရောက်ရန်ပြင်ဆင်နေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကမရယာရှိတော်လှန်ရေးတပ်များတပ်ဆွဲရာစစ်ရေးအရအရေးပါသည့်နေမြေများကိုစစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်တပိတ်ချင်းမြို့နယ်အတွင်းသို့တင်ကားနှင့်တန်ချက်ကရင်များပါအသုံးပြုပြီးဝင်ရောက်ရန်ကြိုးပမ်းလာကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။မရယာကိုသိမ်းပြီးနောက်မှာမန္တလေးမြောက်ချမ်းစစ်ရေးအနေအထားတွေပြောင်းလဲလာတယ်။တပိတ်ချင်းနယ်အတွင်းကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်နိုင်ရေးပြင်ဆင်လာနေပါပြီဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။မရယာမြို့နယ်မြောက်ဖျားရှိတန်ငါမြောက်ရွာအထိထိန်းချုပ်လာတဲ့စစ်ကော်မရှင်က60မမတာဝေးဖြစ်စိန်ချောင်းများကိုအလွန်အကျွံသုံးဆွဲ၍တပိတ်ချင်းနယ်အတွင်းထိဝင်ရောက်ရန်ပြင်ဆင်လာခြင်းဖြစ်ပါတယ်။စစ်ကော်မရှင်ရဲ့စစ်ရေးပြင်ဆင်မှုများအရတပိတ်ချင်းနဲ့အဆင့်ကူးကိုအဓိကစစ်မျက်နှာအဖြစ်ထိုးစစ်ဆင်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။စစ်ကော်မရှင်ဤခလာရ85စစ်ကြောင်း2ကြောင်းလုံးစေတော်ကြီးထိရောက်ရှိလာပြီး၄ကြောင်းရန်ကာကွယ်ရေးတပ်များနှင့်စက်ကျင်တောင်ထိထိန်းချုပ်သွားနိုင်ခြင်းဖြစ်ပါတယ်။မရယာမြို့နယ်စင်ကူးမြို့နယ်နှင့်တပိတ်ချင်းမြို့နယ်များတွင်စစ်ရေးပုံမှုပြင်းထန်လာသောကြောင့်ဒေသခံပြည်သူလူထုများအနေဖြင့်စစ်ရေးအသိရှိကြရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကယမနီနိုဝင်ဘာ10ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်။စစ်ကော်မရှင်ကလုံးမဲ့ရွေးကောက်ပွဲတွင်မရယာစင်ကူးနှင့်တပိတ်ချင်းမြို့နယ်များပါရွေးကောက်ပွဲပြုလုပ်ရန်ပါဝင်နေသည့်အတွက်စစ်ကော်မရှင်ကအဆိုပါနေမြေများကိုထိန်းချုပ်စိုးမိုးနိုင်ရန်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်း MDY PDF ကထုတ်ပြန်ထားပါတယ်။